အားလုံးပဲမင်္ဂလာပါကျွန်တော်က VIP Cement Service Founder ကိုနိုင်လင်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ VIP Cement Service နဲ့ဒီရွှေနားစင် application နဲ့ပူးပေါင်းပြီးတော့တင်ဆက်မဲ့အစီအစဉ်လေးဖြစ်ပါတယ်ဆရာမိုးကျော်စင်ရဲ့ငါးဖန်သမားစာအုပ်ကိုကျွန်တော်ဖတ်ခဲ့တာလွန်ခဲ့တဲ့2နှစ်လောက်ကပေါ့နော်ကျွန်တော်တကယ်လဲပြောချင်တဲ့အကြောင်းအရာတွေနဲ့ကတော်တော်လေးကိုတိုက်ဆိုင်တယ်ပေါ့နော်ဒီဆရာမိုးကျော်စင်ကရေးထားတာဘာအကြောင်းရေးထားလဲဆိုတော့သူကငါးဖန်သင်္ဘောပေါ်ရောက်သွားတဲ့သင်္ဘောသားတစ်ယောက်အကြောင်းပေါ့နော်ကျွန်တော်ကလည်းအဲ့ဒီငါးဖန်သင်္ဘောတွေကိုမလိုက်စီခြင်းတဲ့လူတစ်ယောက်ပေါ့နော်အဲ့ဒီမှာကျွန်တော်ကဒီစာအုပ်ကိုဆွဆွဲမြဲမြဲဖြစ်သွားပါတော့ဆရာမိုးကျော်စင်ရဲ့ငါးဖန်သမားဆိုတဲ့စာအုပ်ဟိုကျွန်တော်သင်္ဘောသားတိုင်းကိုလေဒီညွှန်းပြပြတဲ့စာအုပ်ပေါ့နော်ဒီထဲမှာကငါးဖန်သမားဆိုရင်တကယ်က fishing boat ပေါ်ကိုရောက်သွားတဲ့သင်္ဘောသားတစ်ယောက်ပေါ့နော်သူကလည်းဘုံမတိကိုမတိနဲ့ရောက်သွားတာပေါ့နော်ကျွန်တော်တို့ဒီဘက်ဖြစ်မှာလဲအဲ့ပြဿနာရှိနေတော့မယ်သင်္ဘောသားရဲ့အလုပ်ကိုင်ရှာဖွေရခက်တယ်ချို့ယာဒူးတွေအတွက်ပေါ့နော်အသက်အရွယ်ကျော်နေတာပဲဖြစ်ဖြစ်အခုလက်ရှိဆိုရင် GS rank လို့ဟာမျိုးပဲဖြစ်ဖြစ်အလုပ်ကိုင်ရှာဖွေရတဲ့အခက်ခဲကိုတိတဲ့ဒီလိန်လေတဲ့လူတွေပေါ့နော်ကျွန်တော်လောကတဲ့လိန်လေတဲ့လူရှိတယ်သူတို့တွေကဒီငါးဖန်သင်္ဘောပေါ်ကိုတင်ပေးလိုက်တယ်ပေါ့နော်သင်္ဘောသားကအလုပ်ရကျင်တာပဲတည်တယ်သူရောက်သွားမဲ့သင်္ဘောကဘာသင်္ဘောမှလည်းမသိဘူးဘလို့အန်ရီတွေကြုံရမယ်မှလည်းမသိဘူးပေါ့နော် fishing boat ပေါ်ကသင်္ဘောသားတစ်ယောက်ရဲ့ဘဝကအမတန်ကြမ်းတမ်းတယ်အဲ့ဒါကိုကျွန်တော်တို့ကရုပ်ရှင်ထဲမှာလည်းမြင်နိုင်ခြင်းမှမြင်ရလိမ့်မယ်ဒါပေမဲ့ဆရာမူးကျော်စင်ရဲ့ငါးဖန်သမားစာအုပ်ကတော့ကွက်ကွက်ကွင်းကွင်းမြင်နိုင်အောင်ကိုသူရေးသားထားတဲ့ကြောင့်မလို့ကျွန်တော်ကသင်္ဘောသားတိုင်းကို fishing boat ပေါ်တက်မယ်လို့စဉ်းစားတဲ့ဆိုရင်တိတိနဲ့တက်မယ်လို့စဉ်းစားတဲ့ဆိုရင်ပေါ့နော်ဒီဆရာမူးကျော်စင်ရဲ့ငါးဖန်သမားစာအုပ်ကိုအရင်ဆုံးဖတ်ကြည့်ဖို့ကျွန်တော်တော့အမြဲတိုက်တွန်းလေးရှိတယ်သင်္ဘောသားတော်တော်များများကအလိန်ခံနေရတာပဲဟိုကျွန်တော်အမြဲတမ်းပြောတာရှိတယ်သင်္ဘောသားတယောက်လုံးမယ်ဆိုရင်ရိုက်ကြီးအလိန်ခံရမယ်လာသာအလိန်ခံရမယ်သင်္ဘောအလိန်ခံရမယ်ဒီလိန်သုံးလိန်နဲ့ပြေးမလို့ဘူးပေါ့နော်ဒါကထားပါတော့ငါးဖန်သမားတွေကဇက်ကောင်ပါဆိုလဲသူလဲသင်္ဘောသားဘဝမှာပထမတစ်ခေါက်အလိန်ခံရတယ်သင်္ဘောပေါ်မရောက်ဘဲနဲ့ဟိုအင်ဒိုနီးရှားပြန်လာရတာပေါ့နော်ထားပါတော့ဒါကသူပထမတစ်ခေါက်အလိန်ခံရတယ်အဲ့ဒီမှာသူစိတ်ညစ်ညစ်နဲ့သင်္ဘောလိုင်းလိုက်ရှာတယ်ဒီမျိုးတဲ့ဘက်မှာပန်းဆိုးတဲ့ဘက်မှာပေါ့နော်အဓိကတော့အဲ့ဒီနာတက်ဝိုက်ပေါ့ဘောင်ကျော်တက်ဝိုက်ပန်းဆိုးတိုင်းတက်ဝိုက်မှာဒါသင်္ဘောသားတိုင်းတိတဲ့နေရာတွေပေါ့နော်ဒီမှာကျင်းလဲကျစားတဲ့လူတွေကဘယ်လိုပြောအဆင်မပြေဖြစ်နေတဲ့သင်္ဘောသားတော်တော်များများကိုသူတို့ကတားကောင်အဖြစ်ပြစ်မှတ်ထားလေးရှိတယ်ကျွန်တော်အလိန်ခံရပြီဆိုရင်ပထမဆုံးကဘာဖြစ်သွားလဲဆိုတော့စိတ်တက်ကြပါတော့စိတ်တက်ကြတယ်ပြီးွားရင်နောက်တစ်ခေါက်အလုပ်ရပါမလားဆိုတဲ့စိုးရိမ်စိတ်ရှိတယ်မတေချာမရေရာမှုတွေအများကြီးဖြစ်နေတဲ့စိတ်တက်အင်အားချိနေနေတဲ့အချိန်မှာပဲလိမ်မဲ့လူတွေကပြီးတော့ငါးဖန်ပုတ်ပေါ်တင်ပေးမဲ့လူတွေကပေါ့နော် fishing ပုတ်ပေါ်ကိုတင်ပေးနေကြလူတွေကသူတို့ကဒီတားကောင်ကိုတွေ့သွားပြီဆိုတာနဲ့သူတို့ဘယ်လိုစကလုံးသုံးရမလဲဆိုတော့သူတို့ကကောင်းကောင်းသိတယ်ပေါ့နော်သိပြီးတော့အဲ့ဒီပုံစံနဲ့ပဲချင်းကပ်အဓိကပထမတစ်ခေါက်အလိန်ခံရတာတယ်ဟိုအလုပ်ကလည်းရှာလို့မရဖြစ်နေတဲ့အချိန်မှာအလုပ်ပေးမဲ့လူကသူတို့အတွက်ဒါကကက်တင်ရှင်ပဲဗျာသူတို့ကလိမ်မဲ့လူလို့လည်းဘယ်တော့မှမထင်ဘူးသင်္ဘောသားတွေကသူတို့ရဲ့ကက်တင်ရှင်ပဲဆိုပြီးသူတို့ကထင်လေးထင်တာရှိတယ်အဲ့ဒီအားနည်းချက်ကိုပဲအသုံးချပြီးတော့လိမ်မဲ့လူတွေကလိမ်ဆက်တွေကိုခင်းကြတာပေါ့နော်ဒီဇလန်းမှာလည်းဒီလိုပဲဒီငါးဖန်သင်္ဘောပေါ်ကိုတင်ဖို့အတွက်ကတားကောင်သူတို့ကရှာရတယ်အဲ့တားကောင်တွေကလည်းအမြဲတမ်းသူတို့ရဲ့ကျင်းလက်ကျဆားနေရာကိုလာလေးလာတာရှိတယ်ပေါ့နော်တကူကသူတို့ကရှာတရားမလို့ပဲနဲ့ဘူးလာတယ်ကြီးလိုက်တဲ့နဲ့ဒီသူတို့ကတိတယ်သူတို့တားကောင်မှန်သူတို့ကတိလိုက်ပြီဆိုတာနဲ့သူတို့ကစပြီးလိမ်တာပေါ့နော်ဆိုတော့အဲ့ဒီပုံစံနဲ့ပဲ100မှာ99ရောက်တော့သင်္ဘောသားတွေကအလိမ်ခံနေရတာပေါ့နော်ဆိုတော့ကျွန်တော်အမြဲတမ်းပြောတယ်အလိမ်မခံရအောင်ကြောက်စိတ်နဲ့လောပါပေါ့နော်အဲ့ဒါတွေကိုအတက်နိုင်ဆုံးထိန်းချုပ်ထားဖို့လိုတယ်အလုံးမရမှာစိုးတဲ့စိုးရင်စိတ်ကြောက်စိတ်နဲ့ဒီဘက်ကရလာမဲ့လစာလောဘနဲ့အဲ့နှစ်ခုကြားထဲမှာမထိန်းချုပ်နိုင်ရင်တော့အလိမ်ခံရဖို့ရှိတယ်ပေါ့နော်အဲ့ဒီပုံစံနဲ့ပဲဒီဇက်ကောင်ကငါးဖန်သင်္ဘောပေါ်ကိုရောက်သွားတဲ့သဘောမှာရှိပြီးသွားရင်ဒီငါးဖန်သင်္ဘောကကျွန်တော်တို့ဒီသင်္ဘောကြီးတွေတောင်မှဗျာတရားဥပဒေအတိုင်းလုတ်ချင်တဲ့အခါမှာလုတ်ရတာမျိုးရှိတယ်ဒါအချင်းဒီအကြောင်းရောက်ပေါ့နော်အဲ့လိုမျိုးငါးဖန်သင်္ဘောမှာကြတော့ပို့ဆိုးရတယ်အဲ့ချိန်နဲ့ချိန်မှာအိပ်ရမယ်စားကျင်တဲ့ချိန်မှာစားရမယ်တခါလေမစားရမျိုးတွေလည်းရှိတယ်ကျွန်တော်တို့ငါးဖန်သင်္ဘောစီးလာတဲ့လူတိုင်းကိုကျွန်တော်အင်တာဗျူးဖြစ်တယ်အလုပ်ချိန်ကတနေ့ကို16နာရီ18နာရီလောက်အနည်းဆုံးရှိတယ်စားရတဲ့အစားအစာတွေကလည်းဘာမှကျန်းမာရေးအတွက်အထောက်အကူဖြစ်တဲ့အစားအစာမဟုတ်ဘူးပေါ့နော်ငါးဖန်သမားစာအုပ်မှာရေးထားသလိုပဲတကယ်ကြမ်းတမ်းတဲ့ဘဝတွေကိုဖြတ်တန်းရတာပေါ့နော်ကျွန်တော်အားကြောင့်မလို့ငါးဖန်သင်္ဘောတက်ဖို့ဟိုရှောင်ကြဖို့ကျွန်တော်အမြဲပြောလို့ရှိတယ်တက်မယ်ဆိုရင်လည်းဒီစာအုပ်ကိုဖတ်ဖို့ညွှန်းပေးလို့ရှိတယ်ပေါ့နော်သူတို့ပြောပြရတာတော့ဗျာငါးဖန်တဲ့အကြောင်းတွေပဲပေါ့နော်ပိုက်တွေဆွဲရတဲ့အကြောင်းတွေပြီးရင်ဒီငါးဖန်သင်္ဘောပေါ်ကများသောအားဖြင့်တရုတ်လူမျိုးပေါ့နော်တရုတ်လူမျိုးတွေရဲ့နိုင်ကျင့်ဗိုလ်ကြမှုတွေအဲ့ဒါတွေကများတယ်အစားအသောက်တွေအမတန်ဆိုးဝါးတဲ့အစားအသောက်တွေပေါ့နော်အဲ့ဒီအစားအသောက်တွေအကြောင်းပြောပြတယ်အိတ်ချိန်အရက်နဲတယ်တနေ့ကို4နိုင်လောက်ပဲအိပ်ရတာမျိုးတွေပြန်လာရဖို့အတွက်အရန်ခက်ခဲတယ်ဆိုတဲ့အကြောင်းတွေလစာတွေကအချိန်မှန်မှန်မရဘူးဆိုတဲ့အကြောင်းတွေခါကြီးကြရင်လစာရချင်မှလည်းရတဲ့လာမျိုးတွေရှိတဲ့အကြောင်းတွေအဲ့ဒီအကြောင်းတွေကများတယ်ကျွန်တော်ကအဲ့ဒါကိုအတိအကျပုံဖော်ဖို့အတွက်ကတော့အားကြောင့်မို့ကျွန်တော်ကပြန်မိုးကျော်တဲ့ငါးဖန်သမားစာအုပ်ကိုပဲကျွန်တော်ညွှန်းတာကျွန်တော်ကိုယ်တိုင်လည်းဒီငါးဖန်ပုတ်ပေါ်မရောက်ဘူးတဲ့အတွက်ကြောင့်မလို့ကျွန်တော်အတိအကျတော့ပြောပြနိုင်စွမ်းမရှိဘူးပေါ့နော်စာဖတ်ဖို့ကကျင်းစီပေါက်လိုတယ်စာအုပ်စာပေ
များဖတ်လာတော့မှကျွန်တော်တို့ကဖြစ်လေဆိုစာတုံးဖတ်လိုက်တာကစာရေးသူတယောက်ရဲ့ဘဝကိုကျွန်တော်တို့ကတထိုင်နဲ့ဖြတ်တန်းပြီးသားဖြစ်တယ်သူတို့အတွေ့အကြုံတွေကိုကျွန်တော်တို့ကရမယ်ပြီးတော့စာအုပ်များဖတ်လာလေဘဝအမျိုးမျိုးအထွေထွေကိုကျွန်တော်တို့ကနားလည်လာတယ်သိမြင်လာရတယ်ကြိုးကြောင်းဆက်ပြီးတော့တွေးခေါ်တတ်မယ်အမားအမှန်ကိုသိချခွဲခြားနိုင်မယ်ကျွန်တော်တို့ရဲ့ခုနပြောတဲ့လောဘနဲ့ဒီဘက်ကကြောက်စိတ်အဲ့ဒီ emotion တွေကိုကျွန်တော်ကောင်းကောင်းထိန်းချုပ်လာနိုင်မယ်ကျွန်တော်အဲ့လိုထိန်းချုပ်လာနိုင်တော့မှကျွန်တော်တို့ကိုလူတွေကလာလိန်နေရလားအမှန်တရားလားဆိုတာကိုကျွန်တော်တို့ကသူတို့ရဲ့မျက်လုံးတွေသူတို့ရဲ့ပြောစကားတွေနဲ့မှကျွန်တော်တို့ဖတ်ထားတဲ့စာပေကနေပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့အလက်ပြန်လုပ်ပေးမှာပေါ့နော်ဒီလူကရိုးသားလားမရိုးသားဘူးလားလိန်နေတာလားပြီးရင်ကျွန်တော်တို့ internet ပေါ်ကသတင်းတွေဖတ်ရင်လည်းသတိထားရမယ်ဘယ်လို source မျိုးကလာတာလဲအဲ့ဒါတွေလည်းသတိထားဖို့လိုဒီဘက်ခေတ်မှာကျတော့စာအုပ်စာပေဖတ်တာနဲတယ် internet ပေါ်ကစာပေတွေဖတ်ကြတာများတော့ကျွန်တော်တို့ခေတ်တုန်းကတော့စာအုပ်တွေကနေပြန်ယူတယ်ပြီးသွားရင်ကျွန်တော်အမြဲပြောတယ်ဒီအတွေ့အကြုံရှိတဲ့လူတွေနဲ့စကားပြောခြင်းကလည်းစာအုပ်စာပေဖတ်ရခြင်းတစ်မျိုးပဲသူတို့ဘဝကိုသူတို့ကစာအုပ်ပေါ်မှာစာရေးဆရာတယောက်ဖြစ်မှတ်တမ်းမတင်နိုင်ပေမဲ့နောက်လူတွေကိုသူတို့ကအမြဲတမ်း sharing လုပ်လို့ရှိတယ်ဒီအတွေ့အကြုံရှိတဲ့လူကြီးတွေနဲ့စကားပြောခြင်းကလည်းစာအုပ်စာပေဖတ်ရခြင်းနဲ့တူတယ်နောက်ပြီးကျွန်တော်တို့လိုတချို့ vlogger တွေရှိတယ်စာရေးတယ်တွေ့ကြုံ sharing လုပ်တဲ့ video file နဲ့သူတို့ဥစ္စာတွေကိုလည်းနားထောင်သင့်တယ်ပေါ့နော်ဒါကလည်းစာအုပ်စာပေဖတ်ခြင်းနဲ့တူတူပဲပေါ့နော်အဲ့လိုမျိုးဒီမှောင်ခိုသင်္ဘောတွေငါးဖမ်းသင်္ဘောတွေဘောကိုမရောက်ဖို့ကိုမလုတ်ချင်မဲနဲ့ကြောက်မသွားဖို့အတွက်ကြတော့အဲ့ဒီရှေ့ကပြောတဲ့စာဖတ်မယ် knowledge ရှိတဲ့လူတွေကိုမေးမြန်းမယ်ပြီးသွားရင် online ပေါ်ကသတင်းတွေကိုကျွန်တော်တို့မှန်ကန်တဲ့ source ကလာတဲ့သတင်းတွေကိုနားထောင်မယ်နောက်ဆုံးပိတ်ဒီသင်္ဘောတက်ခံနီးမှာပတ်စံတွေပေးခံနီးတိုင်းမှာကျွန်တော်တို့သိနားလေတဲ့เนาะကျွန်တော်တို့လူဒီ senior တွေရှိတယ်တခြားဆရာတွေလည်းရှိတယ်သူတို့သတင်းလေးမေးတာမျိုးပဲဖြစ်ဖြစ်ဆရာကြီးကျွန်တော်ကတော့ပတ်စံဒီ line ကိုပေးမယ်ဒီသင်္ဘောလို့တော့ပြောတယ်ဒီ company ကိုပတ်စံပေးရမယ်အဲ့လိုမျိုးအကြံဉာဏ်ယူဆွေးနွေးလိုက်တာကကိုယ့်အတွက်ပို့ပြီးတော့တေချာတဲ့ information ပို့ရဖို့ရှိတယ်ပေါ့နော်ဒါကလည်းခုနပြောတဲ့စာအုပ်တအုပ်ကိုဖတ်လိုက်ရတယ်လို့ပဲနားလည်နိုင်စွမ်းရှိလိမ့်မယ်ဒါအမြဲကျွန်တော်ပြောချင်တဲ့အကြောင်းအရာပေါ့နော်ကျွန်တော်သင်္ဘောသားဘဝဆိုတာ duty ချိန်နဲ့သွားတယ် dayman ရှိတယ်ပြီး watchman ရှိတယ်ပေါ့နော် watchman ဆိုလည်းမနက်4နာရီညနေ4နာရီ overtime ဆင်းရမယ်ဆို2နာရီနဲ့ဆိုရင်10နာရီရအလုပ်ချိန် dayman ဆိုလည်းမနက်8ညနေ9ဆိုရင်အလုပ်ချိန်ပြီးပြီပေါ့နော်အများသောအားဖြင့်ကျွန်တော်တို့ကအဲ့ဒီအားလက်ချိန်တွေမှာကျွန်တော်တို့ကဘာလုပ်ကြလိမ့်ရှိဆိုတော့ video ကြည့်မယ်တချင်းနားထောင်မယ်တငယ်ကြီးနဲ့စုပြီးဂီတာတီးတချင်းဆိုမယ်ပြီးသွားရင်တခြားကိုဝါသနာပါတဲ့အလုပ်လေးလုပ်ကြတာပေါ့နော်ဒီဘက်ခေတ်ကျတော့ internet ကတင်မောတော်တော်များများမှာပင်လယ်ထဲမှာလည်းသုံးလို့ရလာပြီပေါ့နော်ရလာတဲ့ခါကျတော့ကျွန်တော်အရင်လုံးမျိုးအုပ်စုဖွဲ့ပြီးတော့အပန်းဖြေတဲ့ပုံစံမျိုးမဟုတ်တော့ဘဲတယောက်ချင်းစီက internet ပေါ်မှာတင်ဖုန်းတစ်လုံးစီနဲ့အချိန်ကုန်လေးရှိတာများလာပြီပေါ့နော်အဲ့ဒီဟာကဘာပြဿနာရှိလို့ team work ကိုအားနည်းသွားစေတဲ့ပြဿနာမျိုးတွေရှိကောင်းရှိလာနိုင်တယ်နောက်ပိုင်းမှာပေါ့နော်အရင်တော့ကျွန်တော်တို့အုပ်စုဖွဲ့ပြီးဂီတာတီးတယ်အုပ်စုဖွဲ့ပြီးတော့ဗီဒီယိုလေးကြည့်တယ်တချင်းဆိုကြတယ်ဆိုရင်တယောက်နဲ့တယောက်ပို့ပြီးတော့ညီညွတ်စီးလုံးတယောက်ချောင်းတယောက်ပို့တီးရတာပေါ့နော်ဆိုတော့ကျွန်တော်ကအားလက်ချိန်တွေမှာကျွန်တော်ဘာလုပ်စေချင်တာလဲဆိုတော့ကျွန်တော်လုပ်ခဲ့တဲ့ဥစ္စာတွေပဲကျွန်တော်ပြန်ပြောပြချင်တာပေါ့နော်ကျွန်တော်ဝါသနာပါရာကိုဒီဇိုင်းမမှန်တစ်နေ့ကိုနိုင်ဝက်ဖြစ်ဖြစ်တစ်နိုင်ဖြစ်အချိန်ပေးပြီးတော့လုပ်တင်ပြီးရင်စာအုပ်စာပေဖတ်တင်ဒီဘက်ခေတ် internet ခေတ်ဖြစ်တဲ့ audio book တွေလည်းအများကြီးရှိလာပြီနောက်ဆုံးမဖတ်ချင်တော့မှ audio book လေးနားထောင်ပြီးတော့ကျွန်တော်အိတ်ဆက်လို့ရတယ်အပန်းဖြေလို့ရတယ်အနားယူလို့ရတယ်ပေါ့နော်အဲ့ဒီကလည်းအတွေ့အကြုံဘူးတုတတွေရစာအုပ်စာပေဖတ်လို့လည်းရ PDF file တွေနဲ့စာအုပ်စာပေဖတ်လို့လည်းရတယ်အခုဆိုရင်application တော်တော်များများမှာလည်းစာအုပ်တွေကိုရောင်းချပေးနေပြီဈေးနှုန်းသက်သာနဲ့ရောင်းချပေးနေပြီဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်စာအုပ်တွေလည်းလွယ်တဲ့ကူဖတ်လို့ရမယ်ပြီးသွားရင် landing လုပ်လို့လည်းရ internet line ရရင်ကျွန်တော်တို့က YouTube ပေါ်ကကိုဝါသနာပါတဲ့ကိုအစ်စ်သွားခြင်းနဲ့ဒါမှမဟုတ်လေကိုပြောင်းမဲ့ career တစ်ခုကိုကျွန်တော်ကြိုပြီးတော့လေ့လာထားလို့ရနေပြီပေါ့နော်ကျွန်တော်အဲ့ဒါတွေတနေ့ကိုနိုင်ဝက်တစ်နိုင်လောက်အချိန်ပေးပြီးလုပ်ဖို့ကျွန်တော်တို့ဒီနေရာနေပြီးတော့တင်မောသားညီကိုအပေါင်းကိုတိုက်တွန်းနေမှာရွှေနှစင်ကတော့ဒါနောက်ပိုင်းထွက်လာတဲ့ application ပေါ့နော်ကျွန်တော်ငဒိန်းရဲ့တခိုင်လုံးရွှေနဲ့စပြီးကျွန်တော်တို့ပတ်သက်ကြတာပေါ့နော်အခုငဒိန်းကလည်းကျွန်တော်တို့တင်မောသားညီကိုတွေပဲပေါ့ညီကိုတွေပဲဆိုသူရေးတဲ့စာအုပ်ကရွှေနှစင် application ပေါ်ရောက်တယ် audio book အနေနဲ့ကျွန်တော်နားထောင်ပြတယ်ပေါ့နော်နားထောင်အမတန်အဆင်ပြေတယ်ပေါ့နော်ကျွန်တော် audio book ဒီနားထောင်လာတာနောက်ခံ background တီးလုံးနဲ့ဒီပြောတဲ့ဇာတ်လမ်းအကြောင်းအရာတွေကအရန်ကြီးအဆင်ပြေမနေတာတွေမျိုးတွေရှိတယ်အခုရွှေနှစင်ကလုပ်လိုက်တဲ့ audio book ကိုနားထောင်တဲ့အချိန်မှာတင်မောပေါ်ရောက်သွားတဲ့ feeling မျိုးပြန်ရတယ်ပေါ့နော်အဲ့ဒါတော့ရွှေနှစင်ကိုကျွန်တော်ကျေးဇူးတင်တယ်ပြီးတော့ဒီထက်ပိုကောင်းတဲ့ပုံစံမျိုးတွေလုပ်ပေးနိုင်မှုမျှော်လင့်တယ်တင်မောဝစ်ဇယ်မှုတ်တဲ့အတန်လေးတွေပြီးရင်တခြားထည့်ထားတဲ့ sound effect လေးတွေဒီအကြောင်းအရာနဲ့လိုက်ဖက်ညီစွာပင်လယ်ရေလိုင်းနံလေးတွေပါထည့်ပေးထားတာအစအဲ့ဒါမျိုးကတော်တော်အဆင်ပြေတယ်ပေါ့နော် audio book တစ်ခုကိုနားထောင်နေရတာထက်ပင်လယ်တွေကိုပြန်ရောက်သွားတဲ့ feeling မျိုးရတာကကျွန်တော်အရင်ကြိုက်တဲ့ဥစ္စာပါဒီထက်ပိုကောင်းတဲ့နောက်ခံ background တီးလုံးတွေ sound effect လေးထပ်ထည့်ပေးနိုင်ဖို့လေကျွန်တော်မျှော်လင့်ပါတယ်ရွှေနှစင်ကိုလည်းကျွန်တော်ဒီနေရာနေတခါတည်းဒါတီးသလောက်လေးပြောပြအကြံပေးတာပေါ့နော် audio book တွေမဟုတ်ဘဲနဲ့ဖတ်လို့ရတဲ့စာအုပ်လေးတွေလည်းအကောင်းဆုံးဖြစ်အောင်စီစဉ်ပေးဖို့နောက်ပိုင်းကရတစာပေများများပေါ့နော်ကျွန်တော်တို့ရတစာပေများများလေး product တွေများများထုတ်ပေးဖို့ရတစာပေနဲ့ပတ်သက်တာတွေပေါ့နော်ကျွန်တော်တော့နောက်ပိုင်းရတဘက်ကိုပြန်သွားပြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ဒီနေရာ
ကနေရသက်စာပေဘက်ကိုပြန်တိုက်တွန်းလိုက်ရခြင်းဖြစ်ပါတယ်။ VIP အကြောင်းနဲ့ပတ်သက်ရင်တော့ကျွန်တော်အများကြီးပြောစရာမရှိဘူးကျွန်တော်တို့ကတင်မောသားတိုင်းကိုအလို့ရဖို့အာမခံချက်မပေးနိုင်ပေမဲ့ကျွန်တော်တို့နဲ့ပတ်သက်တဲ့တဦးတယောက်ကိုမှကျွန်တော်တို့ဘက်ကမလိမ်မိအောင်ဝေကြီးပိုင်းနဲ့ပတ်သက်ပြီးတော့တပြားတစ်ချက်မှမလိမ်မိအောင်ကျွန်တော်တို့အထူးအလေးထားပြီးတော့ဆောင်ရွက်နေတဲ့အကြောင်းလေးပဲကျွန်တော်ပြောချင်တယ်တင်မောသားလူငယ်တွေကိုအဓိကမှားချင်တာညီကိုတွေကိုမှားချင်တာကတင်မောဘုံမတက်ရတာဘဝပြတ်မသွားဘူးတင်မောဘောတက်လိုက်ပြီးတော့မှဘဝပြတ်သွားတဲ့လူတွေအများကြီးရှိတယ်အဲ့ဒါကိုနားလည်ထားဖို့လိုတယ်အလိမ်မခံရအောင်ကြိုးစားတက်ဖို့လိုတယ်ကြိုပြီးလေ့လာထားဖို့လိုတယ်အဲ့ဒါလေးကိုကျွန်တော်အဓိကမှားချင်ပါတယ်ဒီအစီအစဉ်ရဲ့နောက်ဆုံးပိုင်းဖြစ်တဲ့လက်ဆောင်ပေးခြင်းအပိုင်းရောက်လာပြီဖြစ်ပါတယ်ဆရာမိုးကျော်တင်ရဲ့ငါးဖန်းသမား audio book ကိုရွှေနားစင် application မှာနားထောင်မယ်ဆိုရင်တင်မောသားလို့သာပြောလိုက်ပါ50% discount ချပေးမှာဖြစ်ပါတယ်လာပြီးနားထောင်ကြည့်ပေးပါမတန်ဘူးထင်ကျွန်တော်ပြန်ရော်ပေးပါမယ်ကျွန်တော်တို့ရွှေနားစင်နဲ့ VIP Seaman Service ကပူးပေါင်းတင်ဆက်တဲ့ဒီအစီအစဉ်လေးကိုအဆုံးထိပြီးအောင်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်